ဝင်ငွေတွေစီးပွားရေးတွေအဆင်မပြေရင်ဖြည့်ဆည်းပေးတဲ့ချင်းမီတော်စီကိုဆိုနေရမနေရတော့ဖြစ်ခဲ့ရလေးပေါ့နော်တွားတာကတော့ PTS အစင်းလိုင်းကနေတွားပြီးရင်စီယမ်မှာချိန်ရပါတယ်ပြီးတော့ဆိုနေရတော့မားပြီးတော့ဆူရက်ဆောင်မှာဆင်းမိသွားတာပေါ့နော်အမှန်တော့စဖန်တက်ဆီမှာဆင်းရမှာဖြစ်ပါတယ်စဖန်တက်ဆီမှာဆင်းလို့ရှိရင်ပုံနီးတာပေါ့နော်ဆူရက်စာ PTS station မှာဆင်းပြီးပြီဆိုရင်အောက်ဘက်မှာလည်းတက်ဆီဆိုင်ကတမားတွေရှိပါတယ်သူတို့နဲ့လည်းတွားလို့ရတယ်ပေါ့နော်ဒါတော့ဆိုနေရတော့မေတော်အကြောင်းကိုရောက်ပါပြီပေါ့နော်ဒီမေတော်ကိုလူမျိုးဘာသာမရွေးကိုကွယ်ကြတာများပါတယ်ထိုင်းလူမျိုးတွေလည်းကိုကွယ်ကြပါတယ်နော်အကယ်လို့တငယ်ချင်းတို့တွားကြရင်လည်းဆိုနေရပြောတဲ့အတိုင်းတွားလို့ရပါတယ်ဒါကတော့အထက်ကိုရောက်လို့ရှိရင်မေတော်ကိုကပ်ပေါ်အတက်ပန်းကုန်းပွဲလေးဝယ်ရပါတယ်နော်တပွဲကို100ပေးရပါတယ်အပေါ်တက်ပြီးအမွေးတိုင်အရင်ထွန်းဖြစ်ပါတယ်ပြီးတာနဲ့မေတော်ရှိတဲ့နေရာကိုအရင်ဖျားတော့ရှစ်ခိုးပါတယ်ဒီမေတော်ကဆူတောင်းပြည့်တယ်လို့လည်းကြားပူပါတယ်ဘာဂါရာနဲ့ပူဇော်ရမှလည်းထိုင်းစာမပတ်တတ်ဘူးဆိုတဲ့သူတွေအတွက်ဆိုနီယာမြန်မာလို translate လုပ်ပြီးတော့တင်ပေးထားပါတယ်ဆိုနီယာကတော့ကိုယ်အဆင်ပြေချင်တာလေးတွေကိုစာရွက်ပေါ်ရေးပြီးရင်ဆူတောင်းခဲ့ပါသေးတယ်တငယ်ချင်းတို့လည်းတွားကြည့်ကြပါနော်ဆူတောင်းပြပါတယ် bye bye everyone